ကိုးမျိုးက9တန်းကျောင်းသားလေးအသက်14နှစ်အရွယ်ကလေးလေးပေါ့နော်ပြန်ပြီးဆွဲခံရပြီးတော့အသက်ခံရတဲ့အမှုမှဒီ CCTV မှတ်တမ်းတချို့ကိုပေါ့နော်ကျွန်တော်တို့ပြန်လည်ပြီးတော့ပြသပေးကြပါတယ်ဒီကလေးလေးကိုပြန်ပြီးဆွဲပြီးတော့ဒီဆိုင်ငယ်နဲ့တင်ပြီးတော့ခေါ်ဆောင်သွားတဲ့ဒီလူယုံမှာ2ဦးကိုပေါ့နော်ဒီနေ့မှာဆိုလို့ရှိရင်ဖမ်းဆီးရမိပြီပေါ့နော်ဖမ်းဆီးရမိပြီအမှုတွေလည်းဆက်လက်ပြီးတော့စစ်ဆေးပြီးတော့ဆက်လက်ပြီးတော့လှုပ်ဆောင်ရရှိတာတွေလှုပ်ဆောင်နေပြီပေါ့နော်ဒီကလေးလေးကိုဒီပြန်ပြီးဆွဲသမားတွေကဒီပတ်စံ9သိန်းနဲ့သူ့ရဲ့မိဘတွေကိုလာပြီးတော့ရွေးခိုင်းနေဗျရွေးခိုင်းနေဆိုတော့ကျွန်တော်တို့ဒီပြန်ပြီးဆွဲသမားဘက်ကဝင်ပြောတာတော့မဟုတ်ဘူးဒီလူတွေကအုံနောက်မရှိတာလားဒါမှမဟုတ်တနက်စားညံလောက်တာလားဆိုတာတော့မတီးဘူးပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်ပတ်စံ9သိန်းနဲ့အခုခေတ်မှာဘာမှလှုပ်ရှားလို့မရဘူးဆိုတာကိုလူတိုင်းနှီးပါလို့သိကြတယ်နားလည်ကြတယ်ဒါပေမဲ့ဒီပြန်ပြီးဆွဲသမားတွေကပတ်စံ9သိန်းလေးပဲတောင်းတယ်တောင်းတဲ့အခါမှာသူ့ရဲ့မိဘတွေကိုပတ်စံနဲ့လာရွေးခိုင်းတယ်လာရွေးပတ်စံလာပို့လို့ရှိရင်ကလေးကိုပြန်လှုပ်ပေးမယ်ဆိုပြီးတော့ဒါပြောတယ်ပေါ့နော်ဒါပေမဲ့ဒီကလေးလေးကိုသူတို့ချုပ်တဲ့အခါမှာကလေးလေးကယုံတဲ့အတွက်သူခေါင်းကိုပလတ်စတစ်နဲ့ဆွတ်လိုက်တယ်ပေါ့နော်ဆွတ်တဲ့အခါမှာကလေးကအသက်ရှူမဝါပဲနဲ့ဆုံးသွားတယ်လို့ကောက်ချက်ချနိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီနေ့သတင်းအပြည့်စုံကိုထပ်ပြီးတော့အတူတူနားထောင်ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီအမှုကိုပေါ့နော်ကျွန်တော်ထပ်ပြီးတော့နားထောင်ကြည့်လိုက်ကြရအောင်ပြီးလို့ရှိရင်လည်းဒီကလေးလေးကိုဖမ်းခေါ်ဆောင်သွားတဲ့ CCTV မှတ်တမ်းအတူလေးကိုလည်းအတူတူကြည့်ရှုလိုက်ကြရအောင်ဗျာနော်ဘောလုံးတစ်ပေးမယ်ဆိုတဲ့စကားကိုယုံကြည်မိရာကနေအသက်ပေးလိုက်ရတဲ့ဒီကောင်းလေးမင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ်ကျောင်းရာလေးကတော့ဘောလုံးတစ်ကောက်တွေ့ထားတဲ့လက်ယူလေးဆိုတဲ့စကားကိုယုံကြည်မိရာကနေအသက်ပေးလိုက်ရသူအသက်73နှစ်ရွယ် Grade 7တက်ရမယ့်ကျောင်းသားလေးမောင်တက်နိုင်မင်းရဲ့ကျောင်းလေးကိုဖော်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ Social Media မှာအရန်ကိုစစ်မကောင်းဖြစ်နေကြတဲ့ကိစ္စတစ်ခုကတော့အသက်73နှစ်ရွယ်ဆယ်ကျော်သက်ကောင်လေးမောင်တက်နိုင်မင်းတယောက်ပြန်ပြီးဆွဲတက်ဖြတ်ခြင်းခံလိုက်ရတဲ့ကိစ္စဖြစ်ပြီးပို့ပြီးရင်နာစရာကောင်းတာကပြန်ပေးသမားတွေကပတ်စံလေး9သိန်းကျွန်းနဲ့ကလေးငယ်ရဲ့အသက်ကိုရက်ဆက်စွာနှုတ်ယူခဲ့ကြတာပါ။73နှစ်ရွယ်လေးမောင်တက်နိုင်မင်းရဲ့အမှုခင်းကတော့ပဲခူးမြို့မှာဖြစ်ပျက်သွားခဲ့တာဖြစ်ပြီးတော့ဖြစ်စဉ်ပြည့်စုံကတော့မောင်တက်နိုင်မင်းဟာမေလ21ရက်ညနေပိုင်းမှာတငယ်ချင်းများနဲ့တူဘောလုံးစော်စားနေစဉ်နိုင်အောင်ဖြို32နှစ်မှမင်းတို့ဘောလုံးမကောင်းတော့ဘူးဘောလုံးကောင်းတလုံးမဟာစေတီဖျားနာကတီဟိုတိုးထဲမှာငါတွေ့ထားတယ်လူချင်းရင်လိုက်ယူဟုပြောကမောင်တက်နိုင်မင်းကိုစိုက်ကဲဖြင့်ခေါ်သွားခဲ့တာပဲဖြစ်ပါတယ်ပြန်ပြီးသမားနိုင်အောင်ဖြိုးဟာမောင်တက်နိုင်မင်းကိုဘောလုံးသွားယူမယ်ဟုလိန်လဲလှည့်ပြားကမြို့ရှောင်းလန်းတိုင်းဆိုင်ကနဲ့မစင်းဆယ်နေလူပြတ်တဲ့နေရာအထိခေါ်သွားခဲ့တာပဲဖြစ်ပါတယ်ခဏနေရင်ပြန်လာမယ်စောင့်နေလို့မောင်တက်နိုင်မင်းကိုပြောပြီးအသိယူဆောင်လာတဲ့ပြည်နယ်အိတ်ခွန်နဲ့နိုင်လွန်ကျိုးတစ်ချောင်းကိုပါကလေးကိုပေးထားခဲ့တယ်လို့သိရပါတယ်ပြန်ပြီးသမားနိုင်အောင်ဖြိုးဟာသူနဲ့ညီကိုဝမ်းကွဲတော်ဆက်သူအောင်ကျော်စောကိုခေါ်ကပြန်လာခဲ့ပြီးမောင်တက်နိုင်မင်းကိုမက်စင်ဆယ်အနီးမှာအခြေလက်များကျိုးတုပ်ချီနှောင်၍လက်ပင်အားနိုင်လွန်ကျိုးပြထက်မှန်ရှစ်ပတ်ချီနှောင်ကမျက်နှာကိုပြီးနဲ့အိတ်ဆုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။မောင်တက်နိုင်မင်းမှာကြောက်အားလန့်အားနဲ့ရုံးကန်အော်ဟစ်ခဲ့သဖြင့်လက်ပင်ကြောကုန်းနဲ့ခြေထောက်တို့အားနေပြီးလက်ပင်မှာကျိုးကိုပုံမတင်းကျပ်အောင်ဆွဲတင်းခဲ့ပြီးတော့ထိုးကြိတ်ကြောက်ကန်ခြင်းများပြုလုပ်ခဲ့ရမှာမောင်တက်နိုင်မင်းမှာခေါ်မရတော့ပဲတိတ်ဆုံးခဲ့ခြင်းဖြစ်ကြောင်းစိတ်မကောင်းစွာသိရတာပဲဖြစ်ပါတယ်။တိတ်ဆုံးသွားတဲ့ကလေးငယ်ရဲ့အလောင်းကိုအနည်းရှိခြုံထဲမှာပြစ်ထားခဲ့ပြီးခြုံတော်အတွင်းရှိနေတဲ့ကာကီယာမိုးကနေအုပ်ထားခဲ့ကြောင်းဖမ်းမိတဲ့တရက်ခန့်တွေကဖြစ်စဉ်အကြောင်းစုံကိုထွက်ဆိုထားကြတာလို့သိရပါတယ်။မောင်တက်တိုင်မီရဲ့အလောင်းကိုပျောက်ဆုံးပြီးတော့3ရက်ကြာမှတွေ့ရှိခဲ့ကြတာဖြစ်ပြီးတရက်ခန့်ပြန်ပေးသမားတွေဟာမောင်တက်နိုင်မီရဲ့မိဘတွေကိုပြန်ပေးဆွဲထားကြောင်းဆက်သွယ်ခဲ့ပြီးတော့ပတ်စံ9သိန်းကိုပင်အကြက်ကင်ကတောက်အုပ်ခဲ့ကြပါသေးတယ်။အခုချိန်မှာတော့ကျူလူတေ2ယောက်ကိုဆက်ဆက် CCTV မှတ်တမ်းတွေနဲ့လက်ရဖမ်းဆီးထားပြီးဖြစ်ကြောင်းကိုလည်းသိရပါတယ်။နောက်ထပ်မှုမှာကျန်ရပါတယောက်ရှိနေကြောင်းကိုလည်းစစ်ဆေးတွေ့ရှိထားပြီးတော့ဆက်လက်ဖမ်းဆီးမှုတွေပြုလုပ်သွားမယ်လို့သိရပါတယ်။73နှစ်ရွယ်ကလေးလေးမောင်တက်နိုင်မင်းရဲ့အလောင်းကိုတော့တကြိုပြီးစီးခဲ့ပြီးဖြစ်ပြီးမကြာခင်ရက်တွေမှာပဲပျော်ရွှင်စွာနဲ့ကြောင်းတက်ရတော့မယ့်ကလေးတယောက်လောကကြီးတဲ့ကနေငွေလေး9သိန်းနဲ့လဲလှယ်ခံရကထပ်သွားခဲ့ရပြီးပဲဖြစ်ပါတယ်။ပြန်မီးသမားတွေဟာမောင်တက်နိုင်မင်းတဲ့အသက်ကြီးသူတွေဖြစ်ကြပြီးတော့မေထူးကော်ပြောစင်ရင်းနှီးကြသူတွေဖြစ်တယ်လို့လည်းသိရပါတယ်။မိမိရဲ့ကလေးတွေကိုဘလို့ရင်းနှီးတဲ့သူမျိုးကမှအယုံလွယ်ပြီးအလွယ်တကူလိုက်ပါသွားခြင်းမျိုးမပြုလုပ်ချဖို့သိချတင်ပြထားဖို့လိုကြောင်းဒီဖြစ်စဉ်ကတင်ပြသွားတာပဲဖြစ်ပါတယ်။စုံပါသွားသူကလေးငယ်လေးမောင်တက်နိုင်မင်းလည်းနောက်ဘဝတွေဒီလိုဖြစ်ဆိုးကြီးနဲ့ဘယ်တော့မှမကြုံကြရပဲပျော်ရွှင်ပြီးတော့အသက်ရှင်ရှင်နေထိုင်နိုင်တဲ့လူသားတစ်ယောက်ဖြစ်ရှင်သန်ခွင့်ရပါစေလို့စိတ်မကောင်းခြင်းများစွာနဲ့ဆုတောင်းပေးလိုက်ပါတယ်ရှင်။